လေးစားသမှုနဲ့နှုတ်ခွန်းဆက်ပါတယ်ဗျဒီနေ့ကျွန်တော်တို့ဒီမှာလာပြီးတော့စုဝေးကြတာဟာတာမန်မွေးနေ့ပွဲတစ်ခုကိုစုံကြတာမဟုတ်ပါဘူးဒါတလောကလုံးကိုတောင်းလျှောက်တဲ့တရားတွေဖြစ်တဲ့လောကပါဠတရား၃ပါးပေါ့တရားမျှတခြင်းလွတ်လပ်ခြင်းတန်းတူညီမျှခြင်းဆိုတဲ့သင်္ကေတတွေကိုကျွန်တော်တို့ဝိုင်းပြီးတော့စောင့်ရှောက်တယ်ကျွန်တော်တို့ကာကွယ်တယ်ပြီးတော့အောင်ပွဲခံတဲ့အထိအလုပ်လုပ်ကြမယ်ဆိုတာကိုပြကြဖို့လို့ကျွန်တော်ဒီလိုနားလည်ပါတယ်အဲ့တော့ကျွန်တော်တို့ကမွေးနေ့မှာသူ့တောင်းတယ်ဆိုတာထက်လက်တွေ့ကြကျွန်တော်တို့အလုပ်လုပ်ကြမယ်လို့လဲဂရီကိုဒီပြုကြတယ်လို့ကျွန်တော်ဒီလိုနားလည်ပါတယ်အခုကကျွန်တော်တို့ရဲ့လူထုခေါင်းဆောင်ပေါ့ဒါပြည်သူတွေရဲ့အသေးနှလုံးဖြစ်တဲ့ဟောဒီခေါင်းဆောင်အတွက်ထောင်ဆန်းစုကြည်အတွက်စုဝေးကြတယ်လူတယောက်ချင်းစီအနေနဲ့သူ့အပေါ်မှာဘယ်လိုသဘောထားတွေရှိသည်ဖြစ်စေပေါ့ပြည်သူလူထုတရက်လုံးကတခဲနဲ့သူ့ကိုအနေနဲ့ရွေးချယ်တင်မြှောက်ခဲ့တယ်ဆိုတာကိုရွေးကောက်ပွဲများမှာကောင်းစွာသက်သေပြနိုင်ခဲ့ပါတယ်ဒါကပြည်သူတွေရဲ့ဆန္ဒကိုတကယ်ကိုအစ်အမှန်ကိုပြခဲ့ကြတာပါအခုတော့သူအပါဝင်ပေါ့ကျွန်တော်တို့ရွေးချယ်တင်မြှောက်ခဲ့တဲ့ခေါင်းဆောင်တွေဟာမတရားအမှုတွေအစဉ်ခံရတယ်ပြီးတော့အတ္တမထောင်ထဲကိုထည့်ထားတာခံရရတယ်အဲ့ဒီအချိန်မှာဒီအားလုံးသောပြည်သူတွေရဲ့အသေးနှလုံးခေါင်းဆောင်ရဲ့မွေးနေ့မှာကျွန်တော်တို့ထားဖို့ကဘာကိုပို့ပြီးတော့သိစေချင်တယ်အထူးသဖြင့်မသိကြအောင်ဆောင်နေတဲ့သူတွေဇွတ်အတ္တမဖက်စစ်ကိုကျင်ကြားစေပါလို့တိုက်တွန်းနေတဲ့သူတွေကိုသိစေချင်တာပါတကယ်ကဘာကျော်မတရားမှုကြီးတရားသူကျူးလွန်မှုကြီးများစွာကိုကျူးလွန်နေတဲ့အချိန်မှာကျွန်တော်တို့ကဒီအရာကိုစင်မြင့်တစ်ခုလို့တက်ပြီးတော့ကျွန်တော်တို့ပြောကြရမှာပါနောက်တစ်ခုဟောဒီလူထုခေါင်းဆောင်ဟာကျွန်တော်ခုနပြောခဲ့သလိုလောကကိုစောင့်ရှောက်တဲ့တရား၃ပါးကိုလည်းကိုစားပြုပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဟာသူမြင့်မားနေတဲ့အချိန်မှာသာလေခေါင်းဆောင်အဖြစ်နဲ့ယောဂရောင်ကပြောကြတာမဟုတ်ဘူးအခုလို့နေပါနေတဲ့အချိန်မျိုးမှာလည်းကျွန်တော်တို့ရဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အားလုံးဝုန်းကနေထိုက်ရပြီးတော့ကျွန်တော်တို့ကြေညာပါတယ်ကျွန်တော်တို့ရဲ့ခေါင်းဆောင်ပါပဲဘာကြောင့်လဲဘယ်လေအခြေအနေမျိုးပဲရောက်နေပါစေကျွန်တော်တို့ပြည်သူလူထုရဲ့ရှိမြဲသစ္စာကိုပြကြင်ပါတယ်အထူးသဖြင့်ဓမ္မဆိုတဲ့တရားတဲ့ဘက်ကနေပြီးတော့ပြည်သူလူထုတရားလုံးဟာတခဲနဲ့သစ္စာရှိနေသေးပဲဆိုတာကိုပြတဲ့ပွဲလို့လည်းကျွန်တော်အောက်မိပါတယ်အဲ့တော့ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းကိုပဲကျွန်တော်တို့နမူနာအနေနဲ့ကဘာကိုပြတဲ့သဘောလေးဖြစ်ပါတယ်သူနဲ့အတူတောင်းကနန်းချီနေတဲ့နိုင်ငံရေးအကျဉ်းသားတွေများစွာရှိပါတယ်ဒါနိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်တဲ့ကူညီတဲ့အဖွဲ့တွေကထုတ်ပြန်ထားတဲ့အချက်အရဆိုရင်တောင်းနဲ့ချီနေပါဘူးပြီးတော့အသက်ဆုံးခဲ့ရတဲ့ပြည်သူတွေဘဝတွေပေးစားရတဲ့ပြည်သူတွေအားလုံးကိုစားလဲအဲ့ဒီမတရားမှုကြီးကိုတွန်းလှန်နေကြတဲ့ပြည်သူတွေတန်းနဲ့ချီနေတဲ့ပြည်သူတွေအားလုံးကိုစားလဲအခုလို့စုံညပြီးတော့ကဘာခေါင်မိုးပေါ်ကနေကျွန်တော်တို့တက်ရက်ပြီးတော့သိစေချင်တာပါအထူးသဖြင့်လောကကြီးမှာရင်ကြားစေပါလို့ပြောနေတဲ့အချိန်မှာ institution တစ်ခုနောက်တစ်ခါလူပုဂ္ဂိုလ်အချင်းချင်းလောကမှာရင်ကြားစေလို့ရကောင်းရပါလိမ့်မယ်ဒါပေမဲ့ဓမ္မနဲ့အတ္တမကိုတော့ရင်ကြားစေလို့ဘယ်တော့အခါမှမရပါဘူးဆိုတာကိုကောင်းစွာသက်သေပြနေတာအခုလူထုခေါင်းဆောင်အပါဝင်မတရားအမှုစဉ်ဖန်ဆီးခံရသူများထောင်အတွင်းကျဉ်းချခံရသူများအသက်ပေးကြသူများဘဝပေးကြသူများဟာဓမ္မနဲ့အတ္တမဘယ်တော့မှရင်ကြားစေလို့မရဘူးဆိုတာကိုကဘာကိုသက်သေပြနေတာပါအဲဒီတော့ဒီခေါင်းဆောင်အားလုံးယုံကြည်တဲ့ကိုးစားတဲ့ခေါင်းဆောင်ဒါပေမဲ့သူကဘာပြောခဲ့တယ်လဲဆိုတော့သူ့ကိုယုံကြည်တာတော့သူကျင့်တတ်မှာပါဒါပေမဲ့သူ့ကိုအားကိုးနေရတဲ့ဘဝမျိုးကိုမလိုလားခဲ့ပါဘူးအားလုံးဟာသုံးတယောက်တည်းအပေါ်မှာလုံးလျားမိကိုအားကိုးရမယ်အစားကိုအားကိုပန်းနိုင်ကိုရောက်အောင်ရှောက်နိုင်တဲ့ပြည်သူတွေဖြစ်စေခြင်းတယ်လို့သူတဖွာဖွာပြောခဲ့ပါတယ်အဲ့တော့သူ့ကိုချစ်တယ်
လေးစားတယ်ယုံကြည်တယ်ဆိုရင်သူပြောခဲ့တဲ့အတိုင်းသူချမှတ်ပေးခဲ့တဲ့ကျင့်စဉ်ဖြစ်တဲ့ကိုအားကိုလမ်းစဉ်နဲ့ကျွန်တော်တို့ချီတက်လာတာအခုဆိုရင်9နှစ်ထဲကိုရောက်ပါပြီတကယ်လဲထိတ်ဆုံးကခေါင်းထဲကိုဖြုတ်လိုက်လို့ဒီယထာရက်သွားမဟဲ့လို့ထင်ခဲ့တဲ့ဖက်စစ်တွေကိုကောင်းစွာတက်တည်ပြနိုင်ပါထိတ်ဆုံးခေါင်းထဲကိုဖြုတ်တဲ့ဒုတိယခေါင်းထဲနဲ့မောင်းမယ်ဒုတိယခေါင်းထဲဖြုတ်မယ်တတိယခေါင်းထဲနဲ့မောင်းမယ်တွဲတိုင်းမှာစက်ခေါင်းပါတယ်ဆိုတဲ့ပြည်သူလူထုကြီးရဲ့ကျင့်စဉ်ကဒီကနေ့တိုင်းပြည်လုံးရဲ့ area များစွာအထူးသဖြင့်ဖက်စစ်ကောင်စီတဲ့ပုံများတဲ့ area တွေကိုဒေါ်လာရေးတပ်ဖွဲ့တွေကထိန်းချုပ်နိုင်မှာဒါလူရင်းကိုပြောတာဖြစ်ပါတယ်အဲ့ဒီလိုပဲစစ်တပ်ဟာအဲ့ဒီဖက်စစ်တပ်ဟာလူကုန်တဲ့အထိဖြစ်လို့မတရားဖမ်းဆီးပြီးတော့အတင်းအဓမ္မစစ်သားစုဆောင်ပြီးတော့ပြာကြီးပြာရာရုပ်ပြက်စင်းပြက်ခုခံနေရနောက်ဆုံးမှာတိုက်တိုင်းရှုံးနေတာလည်းအားလုံးတွေ့ပါလိမ့်မယ်ဒါတွေအားလုံးဟာပြည်သူလူထုကကိုအားကိုစိတ်နဲ့ဘယ်တော့မှအရှုံးမပေးဘူးဓမ္မကအဓမ္မကိုအရှုံးပေးရရိုးလားကွာတရားမျှတမှုကသာလေအောင်ပွဲခံမယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့ကြည်တက်လာတာဖြစ်ပါတယ်အဲဒီတော့အဲ့ဒီကိုအားကိုစိတ်နဲ့ကိုချစ်မြတ်နိုးတဲ့ခေါင်းဆောင်တွေလွတ်မြောက်ရေးအပါအဝင်ကျွန်တော်တို့တပြည်လုံးပြည်တော်စုတစ်ခုလုံးလွတ်မြောက်ပြီးတော့ Federal Democracy ပန်းနိုင်ရောက်တဲ့အထိအားလုံးဟာအဲ့ဒီခေါင်းဆောင်တွေလိုချင်တဲ့စိတ်ဓာတ်နဲ့ကြည်စင်တဲ့အတူကြည်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်သူ့တောင်းတာထက်လက်တွေ့ကြတဲ့အလုပ်တွေနဲ့သက်တည်ထူပြီးတော့ကျွန်တော်တို့ပန်းနိုင်ကိုရောက်သွားကြပါစို့လို့တိုက်တွန်းရင်းကျွန်တော်ရဲ့ဒီမွေးနေ့နဲ့ပတ်သက်တဲ့နှုတ်ခွန်းဆက်စကားကိုဒီမှာပဲအဆုံးသတ်ပါတယ်အားလုံးကိုလေးစားပါတယ်ရေတော့ဘုံအောင်ကိုအောင်ရမည်